လောကမှာရှိသမျှအရာဝတ္ထုသဘာဝတရားတွေဟာပိုင်ရှင်မဲ့နေတာဖြစ်တယ်ပေါ့လောကမှာရှိသမျှအရာဝတ္ထုတွေကိုလူတွေကသူပိုင်တယ်ငါပိုင်တယ်ဆိုပြီးတော့ထင်နေကြတကယ်တော့လောကမှာရှိသမျှအရာဝတ္ထုသဘာဝတရားတွေဟာပိုင်ရှင်မဲ့နေတာဖြစ်တယ်ပေါ့ထိုပိုင်ရှင်မဲ့ဖြစ်နေတဲ့အရာတွေကိုလူတွေကပိုင်ဆိုင်မှုအတွက်ကြိုးပမ်းနေကြရုံမျှမကပိုင်ဆိုင်တယ်လို့စိတ်ထဲမှာမှတ်ယူထားပြီးထိုပစ္စည်းပေါ်မှာတွေ့တာမှုတွေရှိနေသမျှကလပ်ပါလုံးလောကလူသားတွေလိုချင်တဲ့ချမ်းသာဒုက္ခဘယ်တော့မှမရဘူးမြတ်စွာဘုရားဒီသုဒ္ဓဟောတာဖြစ်တယ်ပိုင်ရှင်မဲ့လို့ဆိုတာလောကလူတွေဟာသမုဒိသစ္စာရှုထောင့်ကနေကြည့်ပြီးတော့ဒီအိမ်ကိုတော့ငါပိုင်တယ်ဒီမြေကိုငါပိုင်တယ်ဒီချမ်းကိုငါပိုင်တယ်ဒီရွှေငွေဘာနာပစ္စည်းတွေကိုငါပိုင်တယ်ဒီသုံးဆောင်ပစ္စည်းတွေကိုငါပိုင်တယ်လို့သတ်မှတ်တာဟာတခဏလေးတာဖြစ်တယ်ပေါ့လူရဲ့ဘဝတတန်းတစ်ခုမကုံဆုံးခင်သို့မဟုတ်ကုံဆုံးသွားတဲ့အချိန်မှာအလုံးဆွန့်လွတ်ခဲ့ရတာဖြစ်တယ်အဲ့တော့ပိုင်ဆိုင်မှုဆိုတာသာဝရလားတခဏလားလို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တခဏလေးပိုင်တာကိုအပိုင်လုံးနေကြတာဖြစ်တယ်တခဏလေးပိုင်တဲ့အချိန်ပိုင်းလေးမှလည်းပဲတကယ်ရောပိုင်တာဟုတ်ကဲ့လားလို့စစ်ဆေးကြည့်လိုက်တဲ့အခါမှာဆိုင်သာဆိုင်နေမပိုင်ဘူးလို့ပြောရမှာဖြစ်တယ်နော်ကိုယ်နဲ့တော့သက်ဆိုင်မှုတော့ရှိတယ်ဒါပေမဲ့ကိုပိုင်သလားလို့ဆိုပိုင်ကြဘူးဒါကြောင့်မို့လို့လောကမှာရှိသမျှအရာတွေကိုသဘာဝသစ္စာရှုတော့ပရမတ္ထသစ္စာရှုတော့မှချိလိုက်မယ်ဆိုရင်ပိုင်ရှင်မဲ့ပစ္စည်းများသာဖြစ်တယ်